Hey guys, here's the game မှာကြိုဆိုပါရစေ။အခုဒီဗီဒီယိုလေးကတော့ Apple ရဲ့အသစ်ထွက်တဲ့ MacBook Neo အကြောင်းပါ။ကျွန်တော်အဲ့ဒီ MacBook အကြောင်း page မှာတင်လိုက်တော့လာမေးကြတယ်ဗျ။ comment မှာရော chat box မှာရောတကယ်ချင်းတွေလည်းလာမေးကြတယ်။အဲ့ကောင်ကောင်းသားရောအခြေအနေဘယ်လိုရှိသလဲပေါ့။အဲ့တော့မထူးပါဘူးဆိုပြီးတော့ပဲကျွန်တော်ဗီဒီယိုလေးတစ်ခုလုပ်လိုက်ပါတယ်။ဒီဗီဒီယိုလေးကတော့ကျွန်တော် script မရေးထားတဲ့အတွက်ပြောနေတဲ့တောင်ရောက်မြောက်ချင်းတော့ခွင့်လွှတ်ကြပါလို့ကျွန်တော်ရေးဖို့ notes လေးတော့ဒီမှာမှတ်ထားပါတယ်။ပြောဖို့ notes လေးတော့မှတ်ထားပါတယ်။အဲ့တော့ MacBook Neo သူကဒီ A18 Pro နဲ့လာတဲ့ iPhone 16 Pro တွေက chip ပေါ့နော် phone SoC နဲ့လာတဲ့အဲ့ကောင်ကို GPU core တစ်ခု short ထားတယ်ကျွန်တော်ထင်တာကတော့ဘင်းနာတာတိတ်အဆင်မပြေတာလေလားပေါ့ဒါမှမဟုတ်လဲထုတ်ရတာပိုပြီးတက်တောင် short လိုက်တာလည်းဖြစ်နိုင်တယ်အဲ့ကောင်က price point 2မျိုးနဲ့လာတယ်999တော့600နဲ့900နဲ့လာတယ်600က8GB RAM 256 SSD ပေါ့နော်900ကတော့ 8GB 512အဲ့512မှာမှသူကဒီလက်ရှိ MacBook တွေလိုမျိုး fingerprint နဲ့ power button တွဲတာလေအဲ့ဒါလေးပါတယ်လူအများစုသိချင်တာဒေါ်လာ600တန်းမှာအဲ့ laptop ကတန်ရလားပေါ့ phone SoC သုံးတာကြောင့်လည်းစိတ်ပူကြရှိဒေါ်လာ600တန်းဆိုကျွန်တော်ဒီဂျပန်မှာဆိုတော့ဒေါ်လာအဲ့ကောင်ကရန်9900လောက်ကြာဗျာ MacBook Neo 256 826က512ကကြာ11000ကျော်လောက်ကြာတယ်အဲ့ရန်နဲ့ပေါ့နော်အဲ့ခါအဲ့ဒီ9000ပတ်ဝန်းကျင်မှာ RAM 16GB SSD 512နဲ့ဒီ Zen 5 SoC နဲ့အများကြီးပဲ laptop တွေဒါပေမဲ့ကျွန်တော်လိုက်ရှင်ကြည့်ရတော့ဒီ MacBook လောက် full package မဟုတ်ကောင်တွေကလက်ရှိ generation တွေပေါ့နော် Zen 5တို့ဘာလို့ဆိုတာနည်းနည်းတက်နေတဲ့ကောင်တွေပေါ့နည်းနည်းအဟောင်းတွေရှာမယ်ဆိုရင်ဒီထက်ပိုကောင်းလာရအောင်ရနိုင်သေးတယ်ဒါပေမဲ့ဆောင်းလာကျွန်တော်ပြောသလိုပဲအဲ့ကောင်တွေအကုန်လုံးကနည်းနည်းလေးစီလိုတယ် Apple ရဲ့လက်ရှိ MacBook Neo မှာဒီ display က500 nit ရတယ် display ကတော်တော်ကိုကောင်းတယ်ဗျာ 2.5K resolution ကိုမှအကောင်500 nit ဆိုတာဒီတောင်လင်းနေတဲ့ခန်းထဲမှာတောက်ကြည့်ပြီးတောက်တယ်တော်တော်လေးကြည့်လို့ကောင်းနေမယ်ပြင် keyboard ကလည်းကောင်းတယ် trackpad ကလည်း MacBook ဆိုတော့တော်တော်လေးကောင်းနေမယ်ပြီးတော့ iPhone SoC ကိုသုံးတာဖြစ်တဲ့အတွက် webcam တွေဘာတွေကလည်း processing ကောင်းနေမယ် image signal processor ပါတယ်ပြင် speaker လည်းအတန်ထွက်အရန်ကောင်းတယ်ဘယ်လောက်ကောင်းလဲဆိုရင်တော့ဒီ M2 Air နဲ့ရှင်းပြတာရှိတယ်ကျွန်တော်ဒီ video လေးတင်ပေးထားမယ်အဲ့မှာဆိုလို့ရှိရင် M2 Air ထက်တောင် base တန်ပိုကောင်းနေတယ် MacBook Air No way guys the new MacBook Neo has better bass. Can you guys hear that difference? It sounds awesome. Price point တန်းမှာပေါ့နော်ဒီတခြား Windows laptop တွေကနည်းနည်းလေးတွေအားနေတယ်ဗျာအဲ့ MacBook Neo လောက်ဒီ full package ဖြစ်တဲ့ laptop အဲ့ဒီဈေးနဲ့ Apple ကထုတ်လိမ့်မယ်လို့ကျွန်တော်တခါမှခေါင်းထဲမှာမတွေးခဲ့ဘူးအဲ့လိုမျိုးပဲ Asus ရဲ့ CEO လည်းပြောတယ် Asus ဆိုတာဒီ laptopကောင်းစားတွေထုတ်တဲ့ Zephyrus တို့ ROG တို့ laptop တွေထုတ်တဲ့ကုမ္ပဏီရဲ့ CEO ကိုယ်တိုင်ကဒါ PC လောကကိုလုံးဝလှုံနိုးလိုက်တာပဲလို့ destructive ဖြစ်တယ်ပေါ့နော် destructive ဖြစ်တယ်ဆိုပြီးတော့သူကိုယ်တိုင်ဖွင့်ပြောရတယ်ပြီးတော့နောက်ထပ် factor တစ်ခုကအဲ့ဒါ Apple ကထုတ်တဲ့ product ဖြစ်နေတာလက်ရှိမှာ Apple ကဒီ budget ဈေးကွက်ထိပါလိုက်နေကြ iPhone E တွေပြီးရင်အခု iPhone 17အပြင်16မှာရောင်းနေတယ်ဗျဒီ16ကိုပါပုံမှန်ဆိုလို့ရှိရင်တော့ Apple က price point တစ်ခုမှာဒီ replace လုပ်လိုက်တာပေါ့နော်ဒီ16ထွက်ပြီးရင်16ဈေးမှာ18ရောင်းထားပါအခုကနောက်ဆုံး iPhone 16လားမသိဘူးကျွန်တော်မေ့နေ iPhone 16ဈေးမှာ16ရောင်းတော့ဒီ price point ကိုပဲအသေးထားပြီးတော့ product ကို replace လုပ်တာဒါပေမဲ့အခုနောက်ပိုင်းမှာ Apple ကအရင် model အဟောင်းကိုပါဈေးချပြီးတော့အဲ့ကောင်ကို budget အနေနဲ့ရောင်းတယ်တကယ်တော့ Apple ရဲ့ iPhone တွေတော်တော်များများပေါ့နော် E ရလွယ်အဲ့ကောင်တွေအကုန်လုံးကလုံးဝဒီ premium quality high end level Android ဘက်က premium phone တွေနဲ့ရှင်းလို့ရတော့တဲ့ build quality အထက်က hardware quality ရှိတယ်ဗျာတို့တည်ပြီးသားပဲအဲ့ကောင်လည်းတွဲဖို့ laptop ရှာနေရဲ့ဒီចောင်းသားတွေအလုပ်လုပ်တဲ့လူတွေအဲ့လိုမျိုးစာရေးပို့ပါသုံးနေတဲ့သူတွေ laptop ရှာနေရဆိုရင် Windows ကတိတ်ပြီးတော့သုံးလို့မကောင်းဘူးဗျာဥပမာဆိုရင်ကျွန်တော်ဒီ Android phone နဲ့ဆိုရင် MacBook နဲ့ကတွဲလို့မကောင်းလေဒီမှာဒီ URL တွေပဲ copy ကူးလိုက်တာတို့ပုံတွေပဲပို့တာတို့ clip ပုတ်ဗျာကျွန်တော်ဒီမှာ copy ကူးလိုက်တာဆို Apple မှာချက်ချင်းပေါ်နေကျွန်တော်ဒီAndroid phone နဲ့ Windows နဲ့ဆိုရင်အဲ့ဒီ feature တွေအကုန်ရတယ်ဒါပေမဲ့ဒီ iPhone နဲ့ Windows နဲ့ဆိုရင်နည်းနည်းလေးတိုင်ပတ်ပြီး Android နဲ့ Mac နဲ့ဆိုရင်လည်းနည်းနည်းတိုင်ပတ်ပြီအဲ့တော့ Apple ကသူ့ရဲ့ ecosystem နဲ့ကိုဒီ budget ပါဆွဲခေါ်တော့ပါဆွဲခေါ်ဖို့စူးစမ်းတာပါเนาะ budget iPhone နဲ့ budget MacBook နဲ့အဲ့ဒီ ecosystem ဆွဲရတော်တော်ပြင်းတယ်တော်တော်လဲအသုံးဝင်တာအဲ့ကြောင့် Microsoft ကနောက်ပိုင်းမှာဒီ Android နဲ့ Windows နဲ့ကိုအဲ့လိုမျိုးiPhone လိုမျိုး sync လို့ရဖို့အကြီးအကျယ်စူးစမ်းတာအဲ့ link to Windows ကတော်တော်ကောင်းတယ်ဘရို Android နဲ့ Windows နဲ့သုံးနေစမ်းကြည့်ကြလုံးဝ iPhone နဲ့ Mac လိုမျိုး80 to 90% လောက်ရတယ်အဲ့လောက်နီးပါတယ်တော်တော်မိုက်တယ်တကယ်တော့အဲ့လိုမျိုး Microsoft ကတွန်းနေတဲ့အတွက် Apple ကလည်းလိုက်ပြီးတော့သူ budget level အထိလိုက်ဆင်းလာပြီးထုတ်တဲ့သဘောမှရှိတယ်အဲ့တော့ MacBook Neo က budget Mac သုံးနေတဲ့လူတွေအတွက်တော်တော်လေးကောင်းနေမယ်ဘာကြောင့်ကောင်းလဲဆိုတာတော့ကျွန်တော် channel ထုံးစံတိုင်းနည်းနည်း deep dive ကြည့်ကြပါဦး Apple က MacBook Neo ထဲမှာ A18 Pro SoC ကိုသုံးတာတယ် iPhone နဲ့ SoC အဲ့ကောင်က RAM 8GB ပဲရ
8GB ဆိုတာဘာဖြစ်လို့လဲဆိုတော့ဒီ phone SoC အကုန်လုံးလေးပါ TSMC ရဲ့ Info Pop ဆိုတဲ့ packaging စနစ်နဲ့တုံးတာအဲ့ packaging ကဘာလဲဆိုတော့အောက်မှာဒီ logic die ရှိရဗျာ logic die ပေါ်မှာ RAM ကိုအသေးကတ်ထားအဲ့ 8GB ဆို 8GB 16GB ဆို 16GB ပေါ့ okay Apple က 8GB ကနေ 16GB ဖြစ်ဖြစ်ပြောင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီမှာသူ chip အသစ်တွေလိုက်ပြီးတော့ဒီစာချုပ်ချုပ်ရမယ်ပြီးလို့ရှိရင်အဲ့ chip အသစ်အတွက်ကိုလည်း TSMC နဲ့ပြန်ပြီးတော့ design ထုတ်ရမယ် Apple က budget laptop တစ်လုံးတော့ကိုအဲ့လောက်ထိပင်ပင်မမှန်လုပ်မယ်လို့မထင်ဘူးအဲ့ကြောင့်သူကဒီ RAM 8GB နဲ့ပဲပေးလိုက်တာmacOS မှာ RAM 8GB နဲ့အဲ့လောက်ထိပြဿနာမရှိဘူး။ဘာဖြစ်လို့လဲဆိုတော့ဟိုးလုံးကတည်းက Apple က macOS ကို RAM စားတာတတ်တာအောင် design ထုတ်ထားခဲ့လို့ bro ဒီ Mac ရဲ့ activity monitor ကိုဝင်ကြည့်လိုက်ရင်အဲ့မှာ RAM pressure ဆိုတာတွေ့လိမ့်မယ်။အဲ့မှာဘယ်လောက်ထိ RAM တွေကို compress လုပ်ထားတယ်သိရမလားဘယ်လောက်ထိ swap လုပ်ထားတယ်။အဲ့မှာ swap ဆိုတာအရန်အရေးကြီးတယ်။ကျွန်တော်ဒီ RAM ထဲမှာဗျာ application တွေဖွင့် tab တွေဖွင့် RAM ရတဖြည်းဖြည်းပြေးလာလို့ရှိရင်ဒီ RAM နဲလာတာနဲ့အမျှကျွန်တော်လက်ရှိနောက်ဆုံးဖွင့်လိုက်တဲ့ application တွေကပို့ပြီးတော့ထစ်လာမှာနှေးလာမှာသုံးရအဆင်မပြေဘူးအဲ့အတွက်ကြောင့် Apple ကဒီမသုံးရသေးတဲ့ဟာတွေအဟောင်းပေါ့နော် application အဟောင်းတွေကိုဒီ application အဟောင်းဆိုဖွင့်ထားတဲ့နဲ့ကြာနေတဲ့ကောင်တွေကိုသူ swap file ဆိုပြီးတော့ဒီ SSD တွေကိုတွားပြီးတော့ကူးထည့်ထားတယ်အဲ့ဒါဟိုးတုန်းကတည်းကရှိတယ် Windows ရော Mac ရော Linux ရောOS တိုင်းမှာရှိတယ်အဲ swap file Windows မှာဆို virtual memory လို့ခေါ်တာပေါ့ကျွန်တော်ငယ်ငယ်တုန်းကဆိုလို့ရှိရင်ကွန်ပျူတာဆင်တော့ကျွန်တော်မှတ်မိပါသေးတယ်2005လောက်တုန်းကဆိုလို့ရှိရင်အဲ့တုန်းကဒီ IDE hard disk ပေါ့နော် IDE hard disk နဲ့ SATA hard disk မှာ virtual memory ကိုတဲ့အဲ့ virtual အဲ့တစ်ခုခုပဲဗျာအဲ့အတိအကျမမှတ်မိရောအဲ့ဒါကိုဒီ SATA hard disk ကို manual ရွေးပေးရဘာလို့ဆိုတော့ IDE ကအရန်နှိမ့်တယ်အဲ့ဒါကြောင့် SATA ကိုရွေးပေးလို့ရှိရင်ကျွန်တော် Windows သုံးတဲ့အခါမှာပို့ပေါ့အခုကတော့နောက်ပိုင်း SSD ဖြစ်လာပြီတဖြည်းဖြည်းနဲ့ SSD တောင်မှ SATA SSD မဟုတ်တော့ NVMe SSD PCI Express SSD ဖြစ်လာတော့အဲ့ကောင်တွေ rewrite ကအရန်မြန်လာဗျာ RAM လောက်တော့မမြန်ဘူး RAM တော့ပိုးစိုးပတ်ဆက်မြန်တော့မယ်အဲ့တော့ဘာပဲဖြစ်ဖြစ်အတိုင်းအတာတစ်ခုထိပို့ပြီးတော့မြန်လာတယ်အဲ့တော့ file အဟောင်းတွေကို SSD ရဲ့ခဏဒီ memory ကနေရွှေ့ထားလိုက်တယ် data အဟောင်းတွေကိုရွှေ့ထားလိုက်ပြီးလိုတော့မှပြန်ပြီးတော့ပြန်ခေါ်တယ်အဲ့လိုဟာအရင်တော့အရန်နှေးပေမဲ့အခုကအရန်ကိုမြန်တဲ့အဆင့်ထိရောက်လာပြီကျွန်တော်ဒီ channel မှာပဲတင်ထားတဲ့ video တစ်ခုရှိရလွန်ခဲ့တဲ့2နှစ်ကျော်လောက်ကပေါ့နော်ရန်ကုန်မှာမီးအရန်ပြတ်နေတဲ့အချိန်မှာတနေ့ကုန်ပြတ်တာအဲ့တော့အဲ့အချိန်မှာတော့ဒီ MacBook M2 Air base model RAM 8GB SSD 256GB နဲ့အဲ့ကောင်နဲ့ video editor ပေါ့ Final Cut သုံးပြီးတော့အနောက်မှာ browser တက်တွေအများကြီးဖွင့်ထားပြီးတော့အဲ့ကနေ data ယူရဲ screen clip လုပ်တယ်ကျွန်တော်ဟို screenshot ဖမ်းတယ်ပြီး video အတိုလေးပါကျွန်တော်သုံးပြနေတာကိုပြတာပေါ့ပြီးလို့ရှိရင်အဲ့ဒါအကုန်လုံးကို Final Cut ထဲမှာ edit လုပ်တယ်အဲ့လို edit လုပ်တာ battery 8နာရီကျော်ခံတယ်8နာရီကျော်ခံတဲ့အပြင်တော်တော်လေးလဲကောင်းကောင်းသုံးလို့ရတယ်လုံးဝအဲ့ချိန်တွင်းမှာပေါ့နော်လုံးဝနှေးဝထစ်သွားလုံးဝမရှိဘူးအခုလဲဒီ bro Tyler Stelman ဆိုတဲ့နာမည်ကြီး YouTuber တယောက်ကသူစမ်းပြတာပေါ့ MacBook Neo နဲ့ application တွေအများကြီးတစ်ပိုင်းနဲ့ဖွင့်တယ်မလားဒီအနောက်မှာ tab တွေရောလုံးဝမဖြစ်နိုင်ဘူးထင်ရလောက်အောင်ဗျာတေချာတစ်ခုကသူစမ်းပြတာကို Windows laptop မှာတားလို့အဲ့လောက်ထိလုပ်လို့မရအောင်ဘာဖြစ်လဲဆိုတော့ macOS ရဲ့ဒီ memory ကို manage လုပ်တဲ့စနစ်ကအရန်ကောင်းလို့ Windows လည်းလုပ်တယ်ဒါပေမဲ့ Windows ကကြတော့အဲ့လောက်ထိဒီကောင်တွေက optimize မလုပ်ဘူးဗျာ Microsoft ဘာတွေလုပ်နေလဲကျွန်တော်လည်းမသိတော့သူလုပ်ရင်လုပ်လို့ရရတဲ့ဟာဘာကြောင့်မလုပ်တယ်လဲဆိုတာတော့ဒါတော့တတ်ဗီဒီယိုတစ်ခုလောက်အောင်ဖြစ်သွားပြီဘာကြောင့် Windows optimize မလုပ်တယ်လဲဆိုတော့ကျွန်တော်ထင်တာကဒီမနှစ်ကတစ်နှစ်လောက်ကအထိက RAM ဈေးတွေအရန်ဈေးပေါ်နေတဲ့အတွက်ဒီ RAM တွေအများကြီး manufacturer တွေလက်ထဲမှာရှိနေဗျာအဲ့ရှိနေတာတော့ဖြုံးမေးဖို့အတွက်RAM များသုံးအောင်ကျွန်တော်ထင်တာပေါ့နော်အဲ့တိုင်းတာတစ်ခုထိဆွဲတင်ပေးရအနေနဲ့သူတမင်သက်မလုပ်ခဲထားတာဒါတော့ conspiracy theory ဖြစ်သွားပြီအဲ့ခဏထားပါတော့ macOS က swap file အကြီးအကျယ်သုံးပြီးတော့ manage လုပ်ပေးတဲ့အတွက် bro ဒီ RAM 8GB နဲ့ MacBook Neo ကကောင်းကောင်းသုံးလို့ရတယ်သူ target ထားတဲ့ audience ပေါ့နော်ဒီចောင်းသားတွေစာကြည့်ရိုက်တို့ coffee ဆိုင်တို့မှာ MacBook လေးဖွင့်ပြီးတော့ကြာနာအလုပ်လုပ်ချင်တဲ့သူတွေ video editing တောင်ဝါလုပ်လို့ရတယ်ပေါ့မဟုတ် 4K ဘာညာကောင်းကောင်းရတယ်ဘာဖြစ်လဲဆိုတော့အဲ့ကောင်ထဲမှာ H265 encoder ပါတဲ့အတွက် encoder decoder ပါတဲ့အတွက်ဟိုဒီဖုန်းနဲ့ရိုက်လာတဲ့ video ပေါ့နော်ကင်မရာတောင်မှ H264 တွေနဲ့ဆိုလို့ရှိရင် clip တိုလေးပြ TikTok တို့ဘာလို့ CapCut တို့ DaVinci Resolve တို့ဘာလို့ကောင်းကောင်းရတယ်ပဲအဲ့ဒါကိုစမ်းပြတဲ့လူတွေလည်းရှိတယ်ဘရိုဒီ YouTube မှာရှာကြည့်လိုက်အောင်လည်းအလွယ်တကူတွေ့နိုင်တယ်အဲ့ဒီ target audience က MacBook ကအရန်ကောင်းနေမယ် soft file အရန်သုံးလို့ရှိရင် SSD ကတော့တက်တန်းကျတယ်ဘာဖြစ်လဲဆိုတော့ SSD တွေက warranty 2မျိုးရှိရလေ manufacturer ပေးရဘယ်နှစ်ဆိုတဲ့ warranty ရဲ့နောက်တစ်ခုကဘလောက် data ပဲရေးဝင်ရှိရဆိုတော့ warranty ပေါ့ data အရန်ရေးတာများတာနဲ့ SSD ကဖြည်းဖြည်းချင်းပြတ်လာသူကတော့ဘလောက် terabyte ထိပေးရတယ်အဲ့ဒါကြော်သွားရင်တော့ငါ warranty မပေးတော့ဘူးဆိုပြီးတတ်မှတ်ထားရှိဒါပေမဲ့ MacBook Neo ပုံမှန်သုံးမဲ့သူတယောက်ကအဲ့ဒါကိုလုံးဝ
ဒီပါစဉ်းစားကြမလို့ပဲသုံးလို့ရလိမ့်မယ်ဘာဖြစ်လဲဆိုတော့အခုနောက်ပိုင်း SSD က endurance လို့ခေါ်ပါတယ်ကောင် endurance လို့ခေါ်တယ် endurance လည်းအရန်ကောင်းလာပြီပြီးတော့ swap file ရေးမဲ့ data ပမာဏကလည်းအရန်များမှာမဟုတ်တော့တဲ့အတွက်ပေါ့နော်တကယ် bro က video editor တယောက်ကတော့အဲ့ကောင်ဝယ်မှာတော့မဟုတ် video editor ကအဲ့ကောင်ကို SSD တဲ့ကို video file ကြီးလည်းကူးမယ်အဲ့လိုမျိုး heavy တဲ့သုံးမယ်ဆိုရင်တော့အဲ့ဒီ SSD ကတော့2နှစ်လောက်နဲ့ကြွအောင်2နှစ်3နှစ်လောက်နဲ့ဒါတော့သူ့ target audience မဟုတ်လေအဲ့ Neo ဝယ်ပြီးတော့ video edit လုပ်ရတော့မထင်ဘူးအဲ့လိုတွေသုံးနေတယ်ဆိုရင်တော့ MacBook Pro ဝယ်ဒါမှမဟုတ် Air ဝယ်ပေါ့နော် Air ရဲ့ SSD ကအများကြီးပုံမြန်တယ်အဲ့တစ်ခုပေါ့အဲ့မှာ MacBook Air ဝယ်ရမလားဒီ Neo ဝယ်ရမလားအဲ့မှာဒလိုက်မှဖြစ်ကြတယ် Air အဟောင်းပဲဝယ်ရမှာကျွန်တော်အမြင်မှာရတော့ Air အဟောင်းဘာပဲဖြစ်ဖြစ် Air ဝယ်အကယ်အဟောင်းထဲမှာပေါ့နော်အကယ်ကိုဈေးတန်တာရှိခဲ့လို့ရှိရင်Neo ကပိုတာတာတခုပဲရှိတယ်စပီကာ base ပိုကောင်းနိုင်မယ်ဒါပဲကျန်တာအကုန်လုံးအတူတူပဲ MacBook Neo ကသူကဒီ hardware မှာမဆိုးတော့ဗျာဒီ aluminum body ပဲဒါပေမဲ့ keyboard တွေပါညာမြင်လိုက်တာနဲ့ budget man သိအောင် keyboard ကအဖြူလောက်ထား bro ဒီ MacBook တော့ MacBook ပဲဒါပေမဲ့ကြီးလိုက်တာနဲ့ဒီကောင် budget ဆိုတာတန်းပြီးတော့သိနိုင်တယ် keyboard အဖြူပြီးလို့ရှိရင်နောက်ထပ်ဒီ keyboard ကလည်းမီးမလင်းဘူးဗျာအမှောင်ထဲမှာသုံးလို့မရတော့နည်း premium feature လေးကို short တာအပြောဒီ trackpad ကလည်း haptic trackpad မဟုတ်ဟိုးတော့လို့ click trackpad ပေါ့နော်အဲ့ click trackpad ကတော်တော်ကောင်းပါတယ်ကျွန်တော်ဘိုင်လိုလုံးနေဆိုင် laptop ကြီးပြင်တာပေါ့အဲ့မှာ laptop အဟောင်းတွေလည်းအများကြီးပဲကန်ရတယ် MacBook အဟောင်းတွေ M1 တွေရောသူ့အရှိရ M1 မဟုတ်တဲ့ Intel ပါညာအဲ့မှာ click trackpad တွေကအခုအထိတော်တော်ကောင်းကောင်းအလုပ်လုပ်သေးတယ်9နှစ်6နှစ်လောက်ရှိရ MacBook အဟောင်းတွေကစားအဲ့တော့ MacBook Neo တွေက trackpad ကလည်းကောင်းကောင်းအလုပ်လုပ်မှာပါ performance ကလည်း Dota 2 တို့ League of Legends တို့ Overwatch တို့အဲ့လောက်ထိ gain တွေပါဆော့လို့ရတယ်ဘာဖြစ်လို့လဲဆိုတော့သူက M1 ထက်နည်းနည်းလေးပုံမြန်တယ် single core မှာအများကြီးပုံမြန်တယ် multi core မှာလည်းနည်းနည်းလေးပုံမြန်တယ်ဗျာ GPU ကတော့တူတူလောက်ပဲသွားကြတယ် M1 မှာတော့မှဒီ M1 MacBook Air နဲ့ gain တွေဆော့ကြတယ်လေအများကြီးပဲဒီ Dota ခုံးတယ်ကျွန်တော်တကယ်တည်း M1 Air နဲ့ Dota ညာတိုင်းခုံးတာ Dota ခုံးတယ် League ဆော့တယ်ဒီ Overwatch တို့ပါလို့သိရမလားအဲ့လိုမျိုးပေါ့ပါ Overwatch ကဒါတောင် Rosetta 2 နဲ့ run တာ Apple အတွက် native မရှိဘူးအဲ့ဒါတော့ကောင်းကောင်းဆော့လို့ရတယ်ဆိုရင် performance ဘိုင်းဆိုင်ရာကတော့လုံးဝဒီပါစိတ်ပူစရာမရှိပါဘူးဒေါ်လာ600တန်နဲ့တန်တဲ့ performance ကိုရမယ်အဲ့ကောင်ရှင်နိုင်မဲ့ Windows laptop တွေဆိုလို့ရှိရင်တော်တော်များများကတော့ရှင်နိုင်ပါတယ်ဒီ Zen 5 Zen 4နဲ့လုပ်ထားတဲ့ကောင်တွေ Intel ရဲ့ဥနောက်ပိုင်းထွက်လာမဲ့ကောင်တွေအဲ့မှာ PC ထုတ်တဲ့လူတွေကကြောက်ကြတာဘာလဲဆိုတော့အခုလက်ရှိသူ့ကိုရှင်မဲ့ကောင်တွေဒီဈေးကွက်ထဲမှာရှိနေတဲ့ laptop တွေအကုန်လုံးကလွန်ခဲ့တဲ့အနည်းဆုံးတစ်နှစ်ကနေ6လအတွင်းထုတ်ထားတဲ့ကောင်တွေအဲ့တော့အဲ့ကောင်တွေက generation အဟောင်းတွေပေါ့နော်ရှေ့ generation ဟာတွေအခုလာမဲ့ generation laptop အသစ်တွေကမလာသေးဘူးဘာဖြစ်လဲဆိုတော့ဒီ laptop ပစ္စည်းတစ်ခုကိုထုတ်မယ်ဆိုရင် model တစ်ခုကိုထုတ်မယ်ဆိုရင်အဲ့ model တက်တန်းမှာဒီငါတို့ RAM ဘယ်လောက်သုံးမယ် CPU ဘယ်လောက်သုံးမယ်ဆိုပြီးတော့ supplier ရင်းနဲ့စာချုပ်ချုပ်ကြတယ်အဲ့စာချုပ်တက်တန်းတွေကကုန်တော့မှာဗျာခဏနေပြည့်တော့မှာပေါ့ပြီးရင်နောက်ခါကျရင်စာချုပ်အသစ်ထပ်ချုပ်ရတော့မယ် RAM တို့ဘာလို့ပဲဖြစ်ဖြစ်ပေါ့နော် SSD တို့ပဲဖြစ်ဖြစ်အဲ့ခါကျလို့ရှိရင်တို့ကဒီ disruptive အရန်ဖြစ်နေတဲ့ MacBook ကြီးရှိနေတဲ့ဟာကိုကြော်ပြီးတော့ဒီ unit ရောင်းနိုင်မှာမလားဆိုပြီးတော့လဲစိတ်ပူကြတယ်။နောက်တစ်ခုက RAM ဈေးတွေကအရန်တက်တယ်။အရန်တက်တဲ့အတွက်တော့ဒီမနှစ်က laptop တွေလောက်ရှင်ရောင်းနိုင်မယ်မထင်ဘူးဆိုတော့နည်းလန့်ကြတယ်ပေါ့နော်။အဲ့နှစ်ခုကြောင့်အခုလက်ရှိမှာတော့ Windows ဘက်မှာအဲ့ကောင်ရှင်နိုင်တဲ့ကောင်တွေရှိတယ်။ဒါပေမဲ့ဆောနာအရှိမပြောလို့ full package မရဘူး။ webcam ဘာညာပုံညံ့နိုင်တယ် keyboard ဘာညာနည်းနည်းလေးပုံညံ့နိုင်တယ် display ပုံညံ့နိုင်တယ်။ကျွန်တော်ဒါပေမဲ့ဒေါ်လာ900ဝန်းကျင်ပေါ့နော်။ရန်3သိန်းဝန်းကျင်ပါ OLED နဲ့ laptop တွေအောင်တွေ့သေးတယ်မို့တဲ့အဟောင်းတွေပေါ့အဲ့လိုပေါ်ချောင်းကောင်းတွေရှာနိုင်ရင်တော့အရန်ကောင်းတယ်အကယ်ကိုက budget MacBook လိုချင်တယ်ဒီတိုင်းပေါ့ပဲသုံးမယ်ဆောနာကျွန်တော်ပြောတဲ့ဒီ backlit keyboard တွေ haptic trackpad တွေသိရမလားအဲ့ဒါတွေမလိုဘူးဆိုလို့ရှိရင် MacBook Neo ကတော်တော်လေးရွေးလို့ကောင်းတယ်နောက်တစ်ခုက USB တော့ USB ကနှစ်ပေါက်ပါတယ်အဲ့မှာဒီ Air လိုမျိုး MagSafe charger မှာပါတဲ့အတွက်တစ်ပေါက်ကအိမ်မှာနေပြီးသုံးမယ်ဆိုရင်တစ်ပေါက်ကအမြဲတမ်းဒီပါထိုးထားမှာပေါ့နော်ပြီးတော့အဲ့မှာတစ်ပေါက်က USB 2 USB 3အဲ့ဒါတော့ Apple ကတမင်လောက်ထားတဲ့ A18 SoC ရဲ့အားနည်းချက်ဖြစ်ဖို့များပါတယ်ဖုန်းတွေမှာတစ်ပေါက်ပဲပါတယ်လေအဲ့တော့နောက်တစ်ပေါက်ကိုသူမရရအောင်ရောက်ပြီးတော့ထုတ်ထားပုံရပါတယ်အဲ့ကောင်လည်းအားသွင်းတာအတွက်ပဲအဓိကသုံးကြအောင်ပေါ့နောက်တစ်ပေါက်ကို dock တက်လိုက်ပေါ့ဒါဟိုးတော့က Air တွေအကုန်လုံးဒီပါအဲ့လိုပဲလာတာအခု Air လည်းနှစ်ပေါက်ပဲပါပါတယ်ဒါပေမဲ့သူကတော့ MagSafe ပါတဲ့အတွက်နှစ်ပေါက်လုံးသုံးလို့ရတာပေါ့နောက်ဆိုရင်တော့တော်တော်လေးပြေဆုံးပြီလို့ထင်ပါတယ်ကျွန်တော် script မရှိတော့ရှေ့မှာဘာပြောရလဲကောကောမမှတ်မိဘူးအဲ့တော့အဆုံးသတ်အနေနဲ့ခြုံပြီးပြောရရင်တော့ MacBook Neo ကဒီ MacBook ကို budget MacBook လိုချင်တဲ့သူတွေအတွက်တော်တော်လေးကောင်းပါတယ်600တန်အောင်နော်900တန်ကြာလို့ရှိရင်တော့ဒီ MacBook Air use တွေရှိမလားဆိုပြီးတော့ရင်ရှာကြည့်ပါနော် MacBook Air use တွေကအခုထိတော်တော်လေးကောင်းတယ် M2 လောက်ထိဆိုရင်ကောင်းတယ် M2 M3 ပေါ့နော်ဒီ M4 use ကြာလို့ရှိရင်တော့မတန်တော့တော့ဘူးအသစ်နာအရန်ကတ်သွားတော့ပြီဒါပေမဲ့အခု Neo ကြောင့်တို့လည်းဈေးတွေပြုတ်ကျလာနိုင်ပါတယ်အဲ့ဒါကြောင့်900တန် MacBook
Neo ဝယ်မယ်ဆိုရင်တော့ဒီ use ကိုအရင်တစ်ချက်ကြည့်ကြည့်ပါပေါ့နော်အကယ် macOS မကြိုက်တဲ့လူတွေကြတော့ဒီအရန်သူများကြီး hype ပြနေရကြီးကိုနားထောင်ပြီးတော့ကြိတ်နေပြီးဝယ်ကြမလို့ပါဘူးကျွန်တော်ဆို macOS မကြိုက်ဘူးအဲ့တော့ macOS ကိုဒီဓာတ်ပုံပြင်ဖို့ video editing လောက်ပဲသုံးတာကျွန်တော်ကပုံမှန် daily usage က window ပဲသုံးတာပေါ့ကျွန်တော်မှခလုတ်လေးရှိရ monitor တစ်ခုထဲမှာဟိုဘက်က desktop ရော macbook ကိုချိတ်ထားပါတော့ switch နှိပ်လိုက်လို့ရှိရင်ကျွန်တော် window ဖြစ်သွားပြီပေါ့နော်ခု12လုံးအမြင်နဲ့ကြိုင်နဲ့ဖွင့်တာ macOS ရဲ့ finder အရန်ညံတာ Apple ကဘာစိတ်ကူးနဲ့အဲ့လို design ထုတ်ထားတယ်ကျွန်တော်လုံးဝနားမလည်တာကြိတ်မိပြီးသုံးဖို့စူးစမ်းသေးတယ်တော်တော်ကိုအဆင်မပြေဘူးဗျာအဲ့တော့ file manage တာဘာညာအကုန်လုံးကျွန်တော် window နဲ့ပဲလုပ်တယ်အဲ့လိုကျွန်တော်လိုလူမျိုးရှိတယ်ဆိုရင်ဒီလို600တန်း900တန်းမှာကောင်းကောင်း equivalent performance နဲ့ laptop တွေအများကြီးရှိပါတယ်ဒါပေမဲ့အရှင်းမပြောလို့ full package တော့ဖြစ်ချင်မှာဖြစ်မှာပေါ့ webcam နည်းနည်းညံ့တာတို့ display ကနည်းနည်းမှိန်တာတို့ပြီးရင်ဒီ GPU ပေါ့နော် GPU ကတိတ်အဲ့မှာ on board ပဲဖြစ်လိမ့်မယ် Ryzen 220တို့ပါလို့ဒီမှာအဲ့ကောင်တွေမိုက်တယ်တော်တော်လေး Ryzen Radeon 940M တွေပါတယ်နဲ့ဒီ Overwatch တွေ Dota 2တွေသူတို့လည်းကောင်းကောင်းဆော့လို့ရတယ် RAM 16GB အချိန်မှာ SSD 512နည်းနည်းလေးအောင် spec ပုံမြင့်မယ်ဗျာအဲ့လိုမျိုးရွေးစရာရှိရပေါ့နော်ဒါပေမဲ့ MacBook မှာလိုချင်တဲ့ iPhone နဲ့ဆင်ကျင်တဲ့ဘာညာဆိုလဲအဲ့ဒီဒေါ်လာ600တန်းကတော့မဆိုးလှပါဘူး performance လည်းစိတ်ပူစရာမရှိပါဘူးသူများကြီးစမ်းပြတာအရာပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ 8GB 256နဲ့စမ်းပြတာအရာပြဿနာမရှိဘူးလို့ထင်ပါတယ်ဒီဗီဒီယိုလေးကတော့ပါပဲလွဲနေရင်မှားနေရရှိရင် comment မှာထောက်ပြပေးသွားလို့ရပါတယ်သိချင်တယ်ရှိရင်လည်းမေးသွားပြီးလို့ရပါတယ်အဲ့မှာကျွန်တော်ပြောချင်တာတစ်ခုကဒီ30နဲ့ laptop desktop ဆင်ပေးပါလို့ laptop ဘာဝယ်ရမလဲဆိုရင်ကျွန်တော်မှာ price list မရှိဘူးဗျာကျွန်တော် bro ဘယ်နိုင်ငံဝယ်မှန်းလည်းမသိဘူးအဲ့တော့ကျွန်တော်ကအဲ့ဒီ price list ကိုဟိုးတော့ကျွန်တော် computer ဆိုင်ဖွင့်တယ် computer ဆိုင်ဖွင့်တော့ကျွန်တော်ဒီဆိုင်ရ price list နဲ့ကြည့်လိုက်ပြီးတော့ဒီဈေးဆိုတော့ရှိတယ်ဆိုပြီးတော့ကျွန်တော်ခံမှန်းပြီးတော့တွက်ပေးလိုက်တယ်ဗျာအခုကျွန်တော်မှာ price list တွေပါလိုက်မရှိဘူးကွာဘယ်ဆိုင်ဒီမှာဝယ်မှန်းလည်းမသိရတဲ့အတွက်ကျွန်တော်ဘလို့စင်မရမှန်းလည်းမသိဘူးကျွန်တော်တခြားနိုင်ငံမှာရှိတဲ့ pass တွေကိုကျွန်တော်ရှောက်ပြီးတော့စိတ်ထဲရှိရရှောက်စင်နိုင်ဘလို့ကအဲ့ဒါယူလိုက်ရှာကြီးရောအဆင်မပြေဘူးလေအဲ့တော့အကြံပေးချင်တာကဘလို့ဝယ်မဲ့နိုင်ငံရဲ့ဆိုင်မှာလိုက်မေးလိုက်တာ3-4ဆိုင်လိုက်မေးတစ်ဆိုင်ထဲမှာမေးနေလိုက်မေးပြီးတော့မှသူတို့စီက recommended spec ပေါ့ဘလို့သုံးမဲ့ budget တွေသူတို့စင်ပေးပါလိမ့်မယ်စင်ပေးဟာလေးတွေကိုကျွန်တော်လာပြကျွန်တော်အဲ့ကောင်လေးတွေကိုဘယ်ကောင်းတယ်မကောင်းဆိုတာအကြံပေးလို့ရတယ်အဲ့ဒါဘာမှကျွန်တော်မခက်ခဲဘူးကျွန်တော်လူတော်တော်များများကျွန်တော်လုပ်ပေးနေအဲ့လိုမျိုးဒီ page မှာပဲဖြစ်ဖြစ်ဒီဟိုမှာပဲဖြစ်ဖြစ်အဲ့လိုဆိုရင်ကျွန်တော်တို့လည်းပို့လွယ်တယ်ဒီ budget ကြီးမှာဘာတွေစင်ရမလဲဆိုပြီးလာမေးလို့ရှိရင်တော့ကျွန်တော်နည်းနည်းတိုင်ပတ်ပါတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးအသိပေးချင်တာပါအားလုံးပဲကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ